14 ရက်နေ့နော်ဆိုတော့ဒီနေ့မက်ဆာ breakfast စားနေဒီဥထုကလေအရင်အေးပေါ်သွားတယ်ဒီလား touch cake မှာလေဒါပေမဲ့လေနောက်နင်းချဖို့လေတို့ကဝယ်တာမှာလေနင်းချဖို့လေပြောတော့ပြောထားတယ်မနင်းချတော့လေဒီဥထုကအပြင်မှာဒီလိုနေလို့ရတယ်လို့ထမင်းထမင်းဟုတ်အချိုစားတဲ့ဆန်ပြုတ်ကိုလက်ထက်ကြမှာတော့မကြည့်ဘူးထမင်းလိုပြောပါတယ်ပြီးသွားဒီနေ့ကတော့ပြင်သွားပြီမန်ကြီးရှိတယ်ဖနက်ကရရသူတို့ရဲ့ slipper ဖနက်ကအမွေးလေးနဲ့ Okay let's go ဒီကလေရသေးတို့တအားကိုပူနေရ16ဖြစ်နေတော့လေသူတို့တအားပူလို့လေအကြည့်တော့မနိုင်တော့ဘူးတို့စမှာပူရင်တအားပူရနော်တော်လေးပူရတော့လေးပူရ16ပူရတယ်ဒီမှာဒီမှာလေ30လောက်ရှိတယ်အဲ့လိုဖြစ်နေတာသိလားတော်ပူရဘယ်စမှာတိုင်းမှာသူကTouch cake မျိုးဘာလို့ကြိုက်လဲဆိုလို့ရှိရင်ဒီမှာလေထိုင်ဆန်နေရလဲအရင်များတယ်ပန်းချန်နေရင်ပြင်အရင်များတယ်ပြီးလို့ရှိရင်ဒီမှာကြည့်လမ်းလေးဆိုတအားတက်ရှင်းတယ်ဆိုပန်းချန်တဲ့နော်ရှောင်းလန်းချင်းကြည့်လိုက်ဝါတကယ်ကိုသိလားအရင်ကောင်းတယ်ပြီးတော့ရာသီဥတုကနည်းနည်းတော့အေးတော့လေတုံလေးကိုမှလမ်းလျှောက်ရတာအဆင်ပြေတယ်ကြိုက်တယ်အဲ့လို feeling ကိုကြိုက်တယ်ကွာသိလားအဲ့လိုဖြစ်နေတာဒီမှာလေးကြည့်လိုက်ဒီကမှတက်ရှင်းအေးစင်းကြီးချမ်းလူလည်းရှင်းတယ်လူလည်းရမ်းမမြောင်းဒီမှာလေဒီနေ့ကလေနေလေးတာရရသူတို့ကလည်းအေးပေါ်တော့လေနော်အရန်နေလို့ကောင်းတယ်နေရာတွေကလည်းတက်ရှင်းတိတ်ဆိတ်ငြိမ်းချမ်းအေးချမ်းလူတွေကလည်းရမ်းမမြောင်းလေနော်တက်လည်းတက်ရှင်းတယ်ဘယ်လိုပြောအောင်မသိအဲ့လိုပြောပြချင်တာအရန်မိုက်တယ်အရန်မိုက် touch cake ကိုအရန်ကြိုက်တယ်အရန်ကြိုက်တယ် touch cake ကိုဒီမှာကြည့်လိုက်ပါငါကြည့်လိုက်ရေကလေရေကအရင်တက်ရှင်းတယ်ပြီးတော့ဒီမှာဝါဒီမှာကြည့်လိုက်ပါရေလေးကလည်းတက်ရှင်းနေရောပဲဒီမှာတို့ချောင်းထဲမှာလေချောင်းဘေးမှာဒီမှာအလားဆင်ထားတယ်အပင်လေးတွေလေဆိုတော့လာတယ်မိုက်နေရောပဲချစ်စရာလေးဒီနေ့ကတော်တော်လေးကိုမှတားရဟာတိလားရေလေးကလည်းချောင်းလေးကလည်းစီးနေတယ်ပြီးလို့ရှိရင်တော့ဒီမှာအပင်လေးကလည်းတန်းစီပြီးစိုက်ထားတော့လေအရန်တားရတယ်တော်တော်လေးကိုမှချောင်းဘေးမှာလေလမ်းလျှောက်လို့ကောင်းတယ်အဲ့လိုဖြစ်နေမကြည့်လားဝါရေလေးကလည်းစိမ့်ပြီးတော့လေနော်တော်တော်လေးမိုက်တယ်ရေကလည်းစိမ့်ဝါအရန်တားရဒီနေရာမှာဒီဟာအခုမှတွေ့ရဒီချောင်းလေးချစ်စရာလေတမလို့လမ်းပတ်ရှောက်နေတာဒီနေ့ကမိုက်တယ် touch cake ကအရန်မိုက်တယ်ဘောကြ touch cake ကိုတိလားဒီနေ့ရတူတော့နည်းနည်းတော့ပူနေတော့လေနော်ဟိုဘက်ကလမ်းလျှောက်ကြည့်ဘယ်ရောက်မလဲမသိဘူး။အဲ့ဒီဒီမှာလေလမ်းလျှောက်လို့ကောင်းတယ်။ဒီမှာကြောင်အရန်ပေါ်တယ်ဒီလားကြောင်လေးတွေချစ်စရာလေးလျှောက်သွားနေဒီမှာ။ကြောင်လေးတွေချစ်စရာလေးပါ။ကြောင်ဖြူတော့နည်းနည်းအသေးရတယ်။ဒီမှာလေစကူတာလေးလည်းငါတို့ရတယ်။စကူတာတွေငါလို့ရတယ်စကူတာနဲ့စီးပွားလို့လည်းရတယ်ကျလိုပါပဲလေနော်ရှောက်သွားရတဲ့ feeling ကိုကြိုက်တယ်ဘယ်နေရာမှလည်းမသိဘူးရှောက်သွားအဲ့လို feeling အရင်ကြိုက်တယ်ရောက်ရပေါက်ရဘောနော်ဒီပင်တွေကလေဘာပင်ဖြစ်မလဲမသိဘူးနော်ဒီပင်ဒီမှာအရင်များတယ် touch cake မှာလေဒါက
သူတို့စီမှာအရောင်းတဲ့ဟင်းတွေပေါ့နော်ဒါက pilaf လို့ခေါ်တဲ့ဟာအဲ့ဒါတွေပေါ့ဒီမှာအချင်းတွေရှိတယ်အချင်းတွေဒါကမိုးတီတုပ်လို့ဟာမျိုးလေမိုးတီဖတ်တုပ်လို့မျိုးဒါကဆမ်ဆာဒါသူတို့စီရတဲ့ဟာတွေကြည့်ဥကြော်ရတယ်ဒီမှာလမ်းမှာတွေ့လို့လေသမင်းရဲ့ကြည့်ဥကြော်ရဲ့ဒါအချင်းရဲ့ပြီးတော့ coffee ဝယ်တောက်ထားရတယ်ဒီနေ့ကထိုင်စားလိုက်အောင်ပရိုစင်လာလေသမင်းကတိတ်မတွေ့ဘူးခုမှတွေ့လို့သမင်းဆိုင်အခုပါဒီမှာဆိုင်ရှိကိုလာပြီးအရှိမထိုင်တာမိုက်နေရောပဲသိလားအဲဒီဥတို့ကလေအမကြည့်စားပြီးတော့ပြီးတော့ဒီမှာထိုင်လိုက်အောင်မခဏလေးမိုက်နေရောပဲတိုက်တွေအမြင့်ကြီးတွေရှိပါတယ်ဒီမှာလည်းတိုက်မြင့်တယ်လဲအဲဒီဥတော့အေးလာပြီးတော့အနှွေးထက်ပါမလာဘူးဒုက္ခပဲတဲ့အထက်ရောက်ရင်တော့ပြန်နှွေးသွားတယ်သူတို့ဟာအဲ့လိုဆိုတော့အထက်သွားမှရမရတော့ဒီနေ့ကနေအောင်ထွက်တော့လေနည်းနည်းလေးအေးပေါ့တို့ဖြစ်သွားတာဝါဒီဥဇဘက်ကစ္စတန်မှာလေဒီနိုင်ငံသားကိုရီးယားလူမျိုးတွေရှိတယ်။ဘာဖြစ်လဲ1920ကျော်ခုနှစ်ကာလနာမည်ကတော့အဲ့ဒီကတော့မန်းလာမယ်နော်။အဲ့မှာရုရှားနေမှာပြောင်းလာတဲ့ဟာတကယ်ကိုရီးယားနေပေါ့နော်။ဆိုတော့ဒီမှာနေကြတယ်ဆိုတော့ဒီမှာတကယ်ဌာနေကိုရီးယားတွေရှိတယ်ဥဇဘက်ကစ္စတန်မှာလေ။ဒါကတော့ shopping center တွေရှိတဲ့ဘက်ကိုရောက်လာတယ်ဒီမှာ
shopping center တွေဒီမှာရှိရဆိုသွားကြည့်ကြမယ်လေဥဇဘက်ကစ္စတန်ရဲ့အနေထားနော်တော်တော်လေးမိုက်တယ်အနေထားမိုက်တယ်သိလားတကယ်ကိုနိုင်ငံခြားရောက်တဲ့ feeling ကိုဒီမှာရတယ်တကယ်ရတယ် Thai Vietnam Laos Cambodia အကုန်နဲ့ကွဲပြားတယ်တော်တော်လေးကွဲပြားတယ်ဒီဥဇဘက်ကစ္စတန်နိုင်ငံကလေတော်တော်ကွဲပြားတယ်မှာပါတယ်ဒီသွားကြည့်မယ်ဒီမှာဒီကိုသွားမယ်ဒီကိုသွားမယ်ပရိုစီမာလေးစစ်ပိတ်စီလန်လုပ်ပေးထားတယ်ဒီမှာအဆင်မြင့်တယ်နေရာတွေကတအားတန့်ရှင်းတယ်ဒီမှာကြည့်ကြည့်လိုက်တော်လေးကမှတန့်ရှင်းတယ်ဆိုတော့အထဲဝင်ကြမယ်ပြီးမှအေးလို့လေးသိလား let's go to shopping mall ရှောက်ကြည့်မယ်ပေါ့နော်ဘာတွေသူတို့ရောင်းကြလဲလို့ဆက်ဆူဆူပေါ့ဝါဒီမှာအဲ့လိုမျိုးရှောင်းလန်းနေရတယ်လို့ပေးထားတာအများကြီးပဲပန်းချန်လိုနေရာကိုရောက်နေ Tashkent City Park တဲ့ဆိုအဲ့ဒါပန်းချန်လိုနေရာပဲပေါ့ဆိုအဲ့ဒါကြီးတော့ချောင်းကြည့်ဘာတွေရှိလဲအော်ဟုတ်တယ်လမ်းရှောက်လမ်းရှိတယ်ဟုတ်တယ်ရှောက်လန်းရှိတယ်ဒီနေရာရတော့ခန်းနာရယ်နော် Tashkent မှာလေဒါကဘန်ကောက်ဆန်နဲ့ဒီနေရာပတ်ဝန်းကျင်ကတော့ဘန်ကောက်နဲ့တူတယ်ဘန်ကောက်ဆန်နဲ့ဒီနေရာပတ်ဝန်းကျင်ကတော့ဘယ်တော့ကြည့်လိုက်အောင်ရှောက်လန်းရှိမယ်ထင်တယ်ဒီပတ်ဝန်းကျင်ကလေဘန်ကောက်နဲ့တအားတူပဲနော်ဘန်ကောက်လိုဖြစ်နေအောင်ကြည့်လိုက်ပြပြီးမယ်ဒါဥဇဘက်ကစ္စတန်ရဲ့အလံအယောင်လေးအဲ့ဒါလေဒါအလံတော့ဒီမှာဟိုတယ်အကြီးကြီးရှိတယ်ဟီတန်တို့မှာတော့အဲ့မှာရှိတယ်ဟီတန်ဟိုတယ်လေးရှိတယ်ဒီမှာအစုံရှိတယ်သူကအဲ့လိုမျိုးပန်းချန်ရှောင်းလန်းလို့လုပ်ပေးထားတယ်ဝါဘန်ကောက်ဆန်နဲ့ဘန်ကောက်နဲ့အကျန်းတူတယ်တတိယပါဘန်ကောက်ကိုဟုတ်တယ်မကြည့်လိုက်တကယ်ကိုမှအိမ်ရပုံစံတွေကလေနော်ပန်းချန်လုပ်ပေးထားတဲ့ပုံစံတွေကတော့ဘန်ကောက်ဆန်တယ်အခုကတော့ Tashkent မြို့ရဲ့ City Park ကိုရောက်နေညနေခင်းအနားယူတဲ့ပန်းချန်လိုနေရပေါ့ဘန်ကောက်နဲ့တူတယ်ဘန်ကောက်ကိုတတိယပါတကယ်ကမှအသက်စစ်ထင်တယ်အရင်သက်ရှင်းတယ်တကယ်ကမှအရင်မိုက်တယ် Tashkent ကကြိုက်တယ် Tashkent မြို့လေဟွာထင်တော့ Tashkent ကအလောက်မိုက်မယ်ဆိုတာပူမိုက်တာ Tashkent ကိုကြိုက်တယ် long term visa တွေပါနောက်မှပြန်ရှာကြည့်မယ် Tashkent မှာတော့နေချင်းစိတ်တွေဖြစ်နေမိုက် Tashkent မိုက်အော်ဒီမှာရေကန်ရှိတယ်ရေကန်နေရှိတယ်သွားကြည့်မယ်ဒီမှာကြည့်ရေကန်နဲ့လုပ်ပေးထားတယ်ဘယ်လိုပြောမလဲဟိုလိုမျိုးပေါ့ဘန်ကောက်မှာဆိုလို့ရှိရင်တော့ပန်ဂျကတီပန်းချန်လိုဖြစ်နေတာပေါ့နော်မိုက်တာဗောဒီမှာကြည့်လိုက်ရေကန်လုပ်ပေးထားတယ်ဝါမိုက်နေရောပဲဒီမှာကြည့်လိုက်ညဆိုပို့လာတယ်ဒီမှာညဆိုမီးအောင်နေရှိရမြင်ဖူးတယ်ညမြင်ဖူးတယ်ဒီမှာလေကြီးကတော့ဒီလိုရေပဲဝါဒီဘက်ဆိုပူချီမှထင်တယ်ဟုတ်တယ်Tashkent မှာလေလဲဆရာနေရတအားများသီလားလူကအဲ့လောက်မရှိဘူးလူရှင်းတယ်ဒါပေမဲ့လဲဆရာတအားများအဲ့လိုဖြစ်နေတာဒီနေရာတွေမိုက်တယ်တကယ်မိုက်ရဒီနေရာတွေဒါဆိုလုံးဝနော်ဘန်ကောက်ပုံစံပဲလေနော်ဘန်ကောက်မလေးရှားအဲ့လိုပုံစံပဲလေဒီမှာလုပ်ပေးထားတယ်စင်ကာပူနဲ့တောင်တူတယ်အော်တို့ဒီမှာလေ Christmas ကာလာပဲရှိသေးတယ် Christmas decoration ပဲရှိသေးတာဟိုဒီ Tashkent City Mall တဲ့အခုဒီကိုရောက်နေတာဆိုတော့ဒီမှာ shopping mall တွေကိုရောက်နေဘန်ကောက်လိုပဲလေဘန်ကောက်မှာ CN Paragon ရောနဲ့အဲ့လိုပုံစံတိုင်းချွတ်ဆွတ်ပဲ brand တွေအကုန်ရှိတယ်ဒီမှာလေအတိုင်းပဲဘန်ကောက် CN Paragon Icon CN အဲ့လိုပုံစံနဲ့အရင်တူတယ်ဒီမှာလေ brand တွေအကုန်ရှိတယ် Bashka Pull&Bear အကုန်ရှိတယ်ဒီမှာလေအကြီးပဲဒီမှာတော်ကြီးရဆိုအခုဒီမှာ
ထဲမှာလာလဲတယ်ပေါ့နော်အင်တာလေးပါလေးသွားပေါ့တော်တော်ကြီးရမိုက်တယ်ဒီမှာကြည့်လိုက်မိုက်တယ်ဟာလေအကြီးပဲဒီမှာကြည့်လိုက်သူ့ဒီဇိုင်းကိုကြည့်လိုက်ဒီဇိုင်းဒီလိုမျိုးလေဒီမှာအကြီးဆိုမှအကြီးပဲဝါဒီမှာ brand အကုန်ရှိရအောက်ကိုဆင်းကြမယ်အစုံရှိရ brand တွေအကုန်ရှိရဒီမှာခုနပန်းချန်နဲ့သူကကိုက်ရက်လေးပန်းချန်ရှိမှာပဲရှိရဥဇဘက်ကစ္စတန်ကလည်းအရန်တိုးတက်တယ်တကယ်ခက်မိနေချင်းစကွယ်ထဲမှာတကယ်ပါတယ်မလိမ်ဘူးတကယ်ပါတယ်ဆိုတော့ဒီမှာ shopping mall နဲ့ပြန်ထွက်လာပြီးတော့ဒီမှာခုနတွေ့ခဲ့တဲ့ပန်းချန်လေးဒီမှာပန်းချန်ရမြင့်ကွင်းဒီပတ်ဝန်းကျင်ကအရန်စီတော်တော်လေးကိုမှစီဒီမှာကြည့်လိုက်နေရောင်နဲ့တအားလာတယ်ဆိုင်နေလည်းအများကြီးရှိတယ် shopping mall တွေလည်းဒီမှာပတ်ဝန်းကျင်မှာအများကြီးရှိတယ်ဒါက Hilton hotel လေးဒီမှာရှိတယ်ဥဇဘက်ကစ္စတန်တိုးတက်တယ်ဒီနေ့ကအနှွေးထည်ကြံခဲတော့လေတကယ်တော့အနှွေးထည်နေဆိုညထိနေလို့ရအခုကပြန်မရတော့မှအဲ့လိုဖြစ်နေတာအခုကတော့ hostel ပြန်တော့မယ်အတူတူတအားအေးလာတယ်အတိကနေ့လေတော့တအားပူတော့အင်ဂျီကထားခဲ့တယ်ဆိုတော့ခုညနည်းနည်းအေးလာတော့ညထိစက်နေမခံနိုင်တော့လေတော့ပြန်မရမယ်ဆိုအခုပြန်တော့မယ် passport နဲ့ပြန်မယ်ဒီမှာလည်းရှိတာပဲเนาะဒါကကိုစင်ကတော့ဒီမှာနေရာတိုင်းမှာရှိရယ်ဆိုတော့ဒီက park in mall တဲ့သူတို့တအားချင်းနေသီလားနေ့လေတအားပူတယ်တော်တော်ပူတယ်နေ့လေရလေဆိုတော့အင်ဂျီထားခဲ့တာဒီမှာလဲဒီပေါက်ကနေထွက်လို့ရတာပဲမေ့သွားတူပဲဟာယူမေ့သွားတယ်အပြန်နီလာထွက်လိုက်တယ်ဒီမှာကြည့်ဒါကလေဥဇဘက်ကစ္စတန်ရဲ့အလံလေးဒါဥဇဘက်ကစ္စတန်အလံရဲ့အယောင်နဲ့ဒီမှာအလံလွတ်တဲ့ပုံစံလုပ်ထားတာသူတို့တွေကလေည6နာရီခွဲပြန်ပြီး hostel ပြန်ပြီး hostel မှာကျတော့တအားပူတယ်ဒီလားဒီဘက်ကျတော့တအားအေးနေဥဇဘက်ကစ္စတန်နိုင်ငံလူတွေကဂျပန်နဲ့ကိုရီးယားမှာအများကြီးရှိရနော်ဘာလို့သူတို့နိုင်ငံအဲ့လောက်တော့မှတိုးတက်ပြီးတော့မှအခြားနိုင်ငံသွားရဲဆိုသူတို့နိုင်ငံမှာဝင်ငွေအရင်နေတယ်သိလားရာဈေးပေါ်နေတယ်ခုမှကွာဈေးပေါ်တော့ပတ်စံကအဲ့လောက်မရသိလားခုမှရုံးမှလုပ်တယ်ပတ်စံအဲ့လောက်မရဆိုတော့ပတ်စံကိုရနိုင်ငံကြီးရှိကြောင်းအဲ့လိုတစ်ထင်တယ်နိုင်ငံကအားအဆန်းနဲ့လာရတယ်မဲ့ခုမှဝင်ငွေကဘယ်လိုလောက်လို့ထင်တယ်ဆိုတော့အဲ့လိုကြောင့်မလို့လေဂျပန်နဲ့ကိုရီးယားအများကြီးပြောင်းသွားလို့ထင်တယ်ခုကအိမ်သားပြန်ရောက်ပြီးမဟုတ်ဘူးခုက hostel နားပြန်ရောက်ပြီးကိုက hostel ပြန်ရောက်ပြီးမှာကြောင်လေးကအပေါ်ဖက်တက်တယ်သူကမှလာထိုင်နေသူ့ပုတ်ပြီးတော့သူကကြိုက်တယ်သူပုတ်ပြီးတော့သူကကောင်လေးကလေဒီမှာလေးအမက်ကလေးနဲ့ပုတ်ပြီးတော့သူကကြိုက်တယ်ဒီကောင်ကနားလိုက်ကတ်တယ်ပုတ်ပြီးတော့သူကြိုက်တယ်ပုတ်ပြီးတော့သူအနာကတ်တယ်ကောင်လေးကငပြင်းလေးထင်တယ်ငပြင်းလေးမှာစားလိုက်တောင်းလိုက်နေသူနေတယ်စိန်ခံတယ်ဒီကလူတွေရဲ့ပို့ဒီပို့သူစိတ်ခမ်းတာပေါ့ဒီကြောင်လေးကကိုကဘိုင်ရန်စားလို့လေခောက်ဆွဲကြောစားမှုမှာခောက်ဆွဲပြုတ်ထားတယ်ပြီးတော့မပန်းခန်းကြိုင်တွေ့လို့အဲ့လို့စားမလို့လုပ်နေတယ်ဒီမှာကြည့်တာစီလေးနဲ့ညနေစားလိုက်အောင်မယ်ခောက်ဆွဲကြောနဲ့ဟိုနဲ့အသားပြားလေးနဲ့ပေါ့နော်ညစားတဲ့တော့စားမကောင်းတယ်မဲ့စားလို့ဆင်ပြေပါတယ်လေရှိရလေးနဲ့ပေါ့ဒါလေးရှိနေလို့လေထဲမှာတော့နှွေးဝါရောပဲ
6ဆွဲကြော်ရလေငါပြေးသွားတယ်နဲ့ကြော်ဘောကအမဲလည်းမစုံတော့လေနော်အဲ့လိုရှိတလို့လုပ်လိုက်တာအဲ့လိုမျိုးဒီတော့ပါပဲဟုတ်ပြီဟိုအမရှိတော့ပြလိုက်တော့မယ်